ဟိုးရှေးရှေးတုန်းကရွာတရွာမှာဂန်ဂန်နဲ့သူ့မိတရာဆိုတဲ့တငယ်ချင်းတစ်ယောက်ရှိခဲ့ကြတယ်။သူ့မိတရာဟာအရန်ကိုလှပလုံးတဲ့အတွက်ချမ်းသာတဲ့အတိုင်းဝိုင်းကတထေးသားတစ်ယောက်နဲ့အိမ်တောင်ကြပြီးအဆင့်အတန်းမြင့်မြင့်နေထားရတယ်။ဒါပေမဲ့ဂန်ဂါကတော့ရုပ်ရည်ကလည်းတိတ်မလှသလိုပညာလည်းတိတ်မတက်တာကြောင့်ဆင်းရဲတဲ့ဗန်းဘဲဆရာတစ်ယောက်နဲ့ပဲအိမ်တောင်ကြခဲ့ရတယ်။သူ့မိတရာဟာသူ့ရဲ့လှပမှုနဲ့ချမ်းသာကြွယ်ဝမှုကိုအရင်ပြူပြီးမာနတွေအရန်တက်နေခဲ့တယ်။ဒီနေ့မှာသူကသူ့အိမ်မှာအိမ်ဖော်ကိုဒေါသတကြီးအော်ဟစ်နေတယ်။နင်အလုပ်ကိုတေချာမကြည့်ဘူးလား။အိမ်တအိမ်လုံးဖုန်တီတက်နေတာပဲ။အိမ်ရှိမှာဓမြစည်းတောင်မလဲပဲအချိန်ဖြုံးနေတယ်ပေါ့လေ။တေချာလဲစားမဟုတ်ရင်မနှက်ထင်ကြရဲ့နေ့နေရာမှာတခြားတစ်ယောက်ချစ်ချင်းရှာလိုက်မယ်။အိမ်ဖော်လေးရှာမှာကကြောက်ကြောက်လန့်လန့်နဲ့အရှင်မရဲ့ကျမကိုအလုပ်ကမထုတ်ပါနဲ့ရှင်။အခုဒီနေရာပြီးတာနဲ့အိမ်တအိမ်လုံးပြောင်းစင်အောင်တန်ရှင်းရေးလုပ်ပေးပါမယ်ခွင့်လွတ်ပေးပါအရှင်မရဲ့လို့တောင်းပန်ရှာတယ်သူ့မိတရာကမဲ့ပြုံပြုံရင်အခုမှပဲနင်တို့လိုအခြေခံလူရန်တီကြီးရဲ့သဘာဝကပေါ်လာတော့တယ်နင်တို့ကိုငါးကသာတင်းတင်းကြပ်ကြပ်မအုပ်ချုပ်ထားရင်အလုလုကြမှာမဟုတ်ဘူးအခုချက်ချင်းဒီအိမ်ရှိဝင်းကိုတန်ရှင်းရေးလုပ်ပြီးရင်အိမ်ထဲကိုပါပြောင်းအောင်လုပ်ပါမယ်10မိနစ်တောင်နောက်မကြစေနဲ့နားလေလားလို့မှမေးလိုက်တယ်သူ့မိတရာရဲ့မာနကတော့တကယ်ကိုအမခံပါပဲအခြားတစ်ဖက်မှာတော့ဂန်ဂါရဲ့ဘဝကတော့အိမ်နေရင်တွေကတော့ဆင်းရဲမှုကိုပြသနေတယ်လို့ပါပဲဒါပေမဲ့ဂန်ဂါကတော့စိတ်ထားကောင်းပြီးပျော်ပျော်နေတဲ့သူတစ်ယောက်ပါဒီနေ့မှာဂန်ဂါကသူ့ခင်မုန်းကိုရှင်ဒီနေ့စားဖို့ကထမင်းနည်းနည်းပဲရှိတော့တယ်ဒါလေးကိုရှင်အတွက်ပြင်ထားတယ်မြန်မြန်စားပြီးအလုပ်သွားတော့နော်ဈေးကိုနောက်ကျမှရောက်ရင်ရှင်ရဲ့လက်နဲ့ကိရိယာတွေရောင်းရမှာမဟုတ်ဘူးလို့ပြောရှာတယ်သူ့ခင်မုန်းကစိတ်မကောင်းစွာနဲ့ဘာနည်းနည်းပဲရှိတော့လားအဲ့ဒီတော့ဒီနောက်ဆုံးကြံတဲ့ဟာကိုငါစားလိုက်ရင်မင်းကဘာစားမလဲလို့မေးတဲ့အခါခန်းကားကပြုံးပြီးအိုးကျမကမစားပါဘူးရှင်ပဲစားလိုက်ပါရှင်ဈေးမှာပတ်စံရလာရင်အဲ့ဒီကြမှာဝယ်စားလိုက်မယ်လေဒီနေ့တော့တခုခုရောင်းထွက်မှာပါလို့မျှော်လင့်ပါတယ်လို့ပြောပြီးခင်မုန်းဖြစ်သူကိုလွှတ်လိုက်တယ်ခင်မုန်းဖြစ်သူထွက်သွားတဲ့အခါမှာတော့ဂန်ကမြက်ဝန်းမှာမျက်ရည်တွေဝဲနေခဲ့ပြီအိုးဖေရသခင်ဒီနေ့ကျမခင်မွန်အိမ်ကနောက်ဆုံးကြံတဲ့သမင်းနည်းနည်းပဲစားပြီးထွက်သွားရရှာပြီဒီနေ့သူလှုပ်ထားတဲ့ကိရိယာလေးတွေရောင်းထွက်ပါစေတာဒါမှသူရောကျမပါဘိုက်ဝအောင်ဆိုင်းနိုင်မှာပါလို့တိုးတိုးလေးဆူတောင်းနေရှာတယ်ဂန်ဂါနဲ့သူ့မိတရာတို့ရဲ့အိမ်ကတိတ်မဝေးတာကြောင့်သူ့မိတရာဟာဂန်ဂါအိမ်ရှိကဖြတ်သွားတိုင်းဂန်ဂါကိုနှိမ်မှုဘယ်တော့မှမမေ့ဘူးဒီနေ့လဲသူ့မိတရာလာနေတော့ဂန်ဂါကဟောသူ့မိတရာလာနေပါလားဒီနေ့လဲလာပြီးစကားနာထိုးဦးမှာပဲအိမ်မှာကလည်းအေဂျင်စီကဘာမှမရှိဘူးဘာကြွေးရမလဲလို့တွေးနေတော့သူ့မိတရာရောက်လာပြီအိုးတော်တော်စွန့်ပြတ်နေတဲ့နေရာမှာနေတာပဲဒီနေရာကိုလာရတာကစိတ်ညစ်ဖို့ကောင်းတယ်ဘလို့မြတ်နေနိုင်တာလဲကျိုးတိုးကျဲတဲ့တဲဆောင်အနှံ့ထက်တွေကလည်းမကောင်းလိုက်တာငါစားဒီမှာတစက္ကန့်မှမနေနိုင်ဘူးလို့နှခေါင်းဆောင်ပြောတယ်ဂန်ဂါကစိတ်မကောင်းမိမယ်အဲ့ဒါတော့မှန်ပါတယ်ဒီနေရာကနင့်လိုလူနဲ့မတန်ပါဘူးငါတို့လိုဆင်းရဲသားတွေပဲနေနိုင်တာဒါပါမတရနေနဲ့ထိုင်ပါဘူးလို့ဖြစ်ခေါ်လို့နဲ့သူ့မိသားကအိုးဂန်ဂါမထိုင်နိုင်ပါဘူးဒီလိုနေရာမျိုးမှာအသက်ရှူရတာတော့ခက်တယ်ဘသူကဒီမှာထိုင်ပါလဲအပေါ်ကတဲဆွကြီးလေးကလည်းကြည့်အောင်ငါတို့နှစ်ယောက်အတူတူခရီးကြီးလာခဲ့တာပဲအခုကြည့်စမ်းနင့်ကန်တမနဲ့ငါကန်တမကောင်းကင်နဲ့မြေကြီးလို့ကွာသွားပြီလူထတ်နေတယ်ဂန်ဂါကအရာအလုံးကကန်တရားပါပဲအထက်ကဖျားသခင်ငါကန်ထဲမှာရေးထားသမားကိုတော့ငါကခံထားရမှာပဲလေလို့ဆိုတော့သူ့မိတရာကအိုးနင်းကအစကလေးကအတွေးခေါ်မရှိတဲ့သူဖြစ်နေလို့အခုလိုဖြစ်ရတာကဲဒါတွေထားလိုက်ပါတော့ငါလာတဲ့ကိစ္စကငါကိုဝင်ရှိနေပြီအဲ့ဒါအိမ်မှာကူဖို့လူတယောက်လိုနေတယ်နင်းငါအိမ်မှာအလုပ်လာလို့မလားလစာကောင်းကောင်းပေးမယ်လို့ပြောတဲ့အခါခင်ငါကဝမ်းသာသွားပြီဒါကတော့ဝမ်းသာစရာသတင်းပဲငါလည်းကိုဝင်ရှိနေတာပဲကောင်းပါပြီအလုပ်အကူအညီလိုတယ်ဆိုရင်တော့ငါခင်မုန်းကိုမေးပြီးနင့်ကိုအကြောင်းပြန်ပါမယ်လို့ပြောတဲ့အခါသူ့မိတရာကနင်တို့လိုဆင်းရဲသားတွေကတော့မာနကတိတ်ကြီးတာပဲတယောက်ယောက်ကကူညီချင်ရင်တော့ဟန်ကိုဖို့လှုပ်ချင်ကြသေးတယ်ကဲနင့်ခင်မုန်းကိုမေးပြီးအလုပ်လာခဲ့တော့လို့ပြောပြီးထွက်သွားတယ်ညနေပိုင်းခင်မုန်းပြန်လာတော့ဂန်ဂါကရှင်
ရှင့်ကိုအရေးကြီးတဲ့ကိစ္စတစ်ခုပြောစရာရှိတယ်ဒီနေ့ကျမတငယ်ချင်းသူ့မိတ်တော်အင်းကိုလာသွားတယ်သူကကျမကိုအလုပ်လုပ်စေချင်တယ်လစာကောင်းကောင်းပေးမယ်လို့ပြောတယ်ရှင်တခွင့်ပြုရင်ကျမသူ့အိမ်မှာအလုပ်လုပ်ပြီးရှင့်ကိုတစ်ဖက်လမ်းကကူညီချင်းတယ်ပတ်ဆိုင်ရရင်ကျမတို့လည်းထမင်းကောင်းကောင်းစားရတာပေါ့လို့တိုင်မြင်တယ်ခင်မွန်းသူကခန်းကမင်းသူများအိမ်မှာအလုပ်လုပ်တော့မလားငါအသက်ရှင်နေသေးရဲ့မင်းသူများရှင်မှာလက်ဖြန့်ရမလို့ဘူးမင်းသိတယ်မဟုတ်လားအဲ့ဒီတငယ်ချင်းဆိုသူကမင်းကိုအမြဲတမ်းနှိမ်တာအဲ့ဒီအိမ်မှာဆိုမင်းကိုဘလောက်အစော်ခံခံရမလဲအဲ့ဒါကိုငါမကြည့်ရဘူးလို့တားရှာတယ်ဒါပေမဲ့ဂန်ဂကရှင်အဲ့လိုမတွေးပါနဲ့သူကကျမကိုကူညီခြင်းလို့မှာကျမတို့မိသားစုလေးအခြေအနေကောင်းလာအောင်လုပ်ပေးခြင်းရုံပါပဲလို့ဖြောင်းဖျားတော့ခင်မုန်းကကောင်းပါပြီဂန်ဂမင်းစိတ်ကအဲ့လိုပဲဖြစ်ချင်နေတယ်ဆိုရင်ငါမတားတော့ဘူးဒါပေမဲ့တခုမှတ်ထားနော်ကိုယ့်ထိခါကအရေးကြီးဆုံးပဲနည်းနည်းလေးမှအစော်ကန်ခံရရင်ချက်ချင်းပြလာခဲ့လို့ခွင့်ပြုလိုက်တယ်မနေ့ရောက်တော့ဂန်ကသူ့မိတရာအိမ်ကိုရောက်သွားတယ်သူ့မိတရာကလာမင်းကိုစောင့်နေတာလစာကောင်းကောင်းရမယ်ဆိုရင်တော့နင့်လင်ကမင်းကိုအလုတ်လွတ်မှငါတိသားမယ်လို့ရိုင်းဆိုင်စဲနောက်တယ်ဂန်ကငါ့ကိုကူညီဖို့လာတာဘာအလုတ်တွေလုပ်ရမလဲဆိုတာဒါပြောပြပါလို့မေးတော့သူ့မိတရာကတနေ့လုံးအလုတ်တွေခိုင်းစိမ့်ပြီးညငယ်ပိုင်းမှာတော့အော်ဟစ်ပြန်တယ်နင်အခုထိအိမ်ရှိတန့်ရှင်းရေးပဲလုပ်နေတော့လားအိမ်ထဲကအခန်းတွေကိုတော့ဘာမှမလုပ်ရသေးဘူးကြည်စမ်းခံကခေါင်းထဲမှာတေးချမှတ်တာနင်ဒီမှာငါတငယ်ချင်းအဖြစ်လာတာမဟုတ်ဘူးငါရဲ့အလုတ်သမားအဖြစ်လာတာနားလေလားအလုတ်ကိုတေးချလို့မဟုတ်ရင်မနှက်ဖြန်ကစားပြီးလာစရာမလိုတော့ဘူးလို့အော်လိုက်တယ်ဂန်ဂါကစိတ်မကောင်းစွာနဲ့သူ့မိတ်ကငါဘာမားသွားလို့လဲကအိမ်လုံးကိုတန်ရှင်းယူလုပ်ပြီးထမင်းလဲချက်ပြီးပြီလေလိုလာရှိရင်တေးသေးချာချာပြောပါဘာလို့အကြောင်းမဲ့ငါ့ကိုဒေါသထွက်နေတာလဲလို့မေးတော့သူ့မိတ်ကပို့ဆိုးသွားတယ်ဟိုးဂန်ဂါကြည့်စမ်းငါကနေ့အပေါ်ကျေးဇူးပြုပြီးအလွတ်ပေးထားတာကိုမင်းကငါ့ကိုပြန်ပြီးစကားများနေတယ်ပေါ့လေငါဘာတူလဲဆိုတာမင်းသိတယ်မဟုတ်လားငါကဒီရွာကအရာရှိကတော့ပဲငါစကားလာမများနဲ့ဂန်ဂါကခေါင်းငုံပြီးတောင်းပန်ပါတယ်အရှင်မဒီနေ့ကစပြီးကျမတေးသေးချာချာတတိထားပါမယ်ကျမဒီမှာအလုတ်သမားတယောက်ဖဲဆိုတာနားလည်ပါပြီလို့ပြောလိုက်ရတယ်သူ့မိတော်ကအေးနားလည်ရင်ပြီးတာပဲဟောဒီစားကျွင်းစားကြံလေးကိုအပေမှာထားပေးထားတယ်ယူသွားငါတို့အိမ်မှာကဟောင်းနေတဲ့ဟာတွေမစားဘူးလွင့်ပစ်မယ်ဆိုတာနင်တို့ပဲယူသွားလိုက်တော့လို့ပြောတော့ဂန်ဂါကဟုတ်ကဲ့ပါအရှင်မကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့အတွက်လစာလေးရမယ်ဆိုရင်တော့အိမ်မှာမီးပေါ်ကြောင်းလေးအသက်ဝင်မှာမို့လို့ပါလို့တောင်းဆိုတော့သူ့မိတာကဘာလစာလဲဒီနေ့ငါအလုပ်တေချာမဟုတ်တာကဲလစာကိုမနှက်ဖြန်မှယူဒီနေ့တော့ဒါပဲယူထားအောင်လို့နှင်းတုတ်လိုက်တယ်အချိန်လေးကုန်လွန်သွားတော့ဂန်ဂါသမီးလေးတယောက်ဖွားမြင်ခဲ့တယ်ဒါကိုသိတဲ့အခါသူ့မိတာကဟာဂန်ဂါဒါဘာဖြစ်တာလဲနင်းကတော့ငါရဲ့မျောလင့်ချက်တွေကိုရေထဲမျောပစ်လိုက်တာပဲပြောစမ်းဒီသမီးလေးကိုဘာလုပ်မှလဲနင့်လိုပဲတအိမ်တစ်စင်အလုတ်ခိုင်းအောင်ပါလားငါကတော့တားလေးမွေးမယ်လို့ထင်မိနေတာအခြားတစ်ဖက်မှာတော့သူ့မိတ်ကတားလေးမွေးလို့တအိမ်လုံးဝိတ်ခံနေကြတယ်ဂန်ဂါကတော့သူ့သမီးလေးကိုဆိုနာလီလို့အညာပေးပြီးအလုတ်ထဲပါခေါ်လာရတယ်သူ့မိတ်ကဂန်ဂါဒါဘာလုပ်တာလဲနင်တတိကောရှိရတယ်လားအလုတ်လုပ်မှာလားဒါမှမဟုတ်ဒီကလေးကိုထိန်းနေမှာလားငါကပက်ဆန်တွေကိုအလားကရတယ်ထင်တယ်လားနင့်သမီးလေးကိုထိန်းဖို့အတွက်ငါကတီးတန်ပေးရဦးမှာလားလို့အော်ပြန်တယ်ဂန်ဂါကမဟုတ်ပါဘူးအရှင်မကျမသမီးလေးကိုအိမ်မှာတယောက်တည်းထားခဲ့လို့မရဘူးသမီးကိုဘေးမှာထားပြီးအားလုံးလုပ်ပါမယ်နေ့တွေအကြာကြီးကုံလွန်သွားပြီးသူ့မိတွားရဲ့သားတူရတ်နဲ့ဂန်ဂါသမီးဆိုနာလီတို့ဟာလူပြိုအပြိုကြီးတွေဖြစ်လာကြတယ်တူရတ်ကစိတ်ထောက်ကောင်းပြီးဆိုနာလီကိုချစ်မိသွားတယ်ဒီနေ့မှတူရတ်ကဆိုနာလီငါစကားနားထောင်ပါအောင်ဘာလို့ငါ့ကိုရှောင်နေရလဲလို့မေးတော့ဆိုနာလီကတူရတ်ဒါကမဖြစ်နိုင်ဘူးရှင့်အမေကကျမတို့လက်ထပ်ဖို့ဘယ်တော့မှခွင့်မပြုနိုင်ဘူးရှင်သိတယ်မဟုတ်လားကျမအမေကရှင့်အိမ်မှာအလုံးလုံးနေတာရှင့်အမေကကျမကိုလက်မခံဘူးအခုကလေးကအားလုံးရက်တန်လိုက်တာအကောင်းဆုံးပဲလို့ပြောတယ်ပူရက်စ်ကဆိုနာလီငါမင်းကိုပဲလက်ထပ်မှာငါဒီနေ့ပဲငါအမေကိုငါတို့အကြောင်းပြောမယ်လို့ကတိပေးခဲ့တယ်
သူရက်စ်အိမ်ပြရောက်တဲ့အခါမိခင်ဖြစ်သူကိုမမေပါမင်းကလေးတယောက်ကိုသဘောကျနေတယ်သူ့ကိုပဲလက်ထပ်ချင်တယ်လို့စပြောတယ်သူမိဒရာကမင်းကလေးကိုသဘောကျတယ်ဟုတ်လားအေးလေငါသားကတော့အဆင့်တန်းမြင့်တဲ့ချမ်းသာတဲ့မျိုးရိုးကမင်းကလေးကိုပဲရွေးမှာပေါ့လို့ဆိုတော့သူရက်စ်ကမမေသူကအယမ်းလှတယ်ပညာလဲတတ်တယ်ရင်ကြီးသိမ့်မွေ့တယ်သူကဆိုနာလီပါခန်းကတော့ဤရဲ့သမီးလေးလို့ဖွင့်ပြောလိုက်တယ်သူရက်စ်နင်တတိရောရှိတယ်လားဒါဘတော်မှမဖြစ်နိုင်ဘူးငါတေကွာရင်တော့မဖြစ်စေရဘူးအဲ့ဒီအတွေးကိုခေါင်းလေးကအခုချက်ချင်းထုတ်လိုက်လို့အော်ဟစ်တယ်သူရက်စ်ကမမေတားလက်ထပ်ရင်ဆိုနာနဲ့မယ်လက်ထပ်မယ်မဟုတ်ရင်ဘသူ့ကိုမှလန့်ကထပ်ဘူးလို့ဇွတ်လောက်တော့သူမိဒရာကတတိထားစမ်းသူရက်စ်ဘလို့အခြေအနေမျိုးမှာသူ့ကိုငါချွေးမအဖြစ်အိမ်ပေါ်တင်မလာနိုင်ဘူးနင်တာဒီအကြောင်းထပ်ပြောရင်ငါ့ကိုမမြင်ရတော့ဘူးလို့သာမှတ်လိုက်လို့ချင်းချောက်လိုက်တယ်နောက်တနေ့ခန်းကအလုတ်လာတဲ့အခါသူမိဒရာကအိရှိကစောင့်ပြီးနင့်ကိုပဲစောင့်နေတာငါကနင့်ပေါ်ကျေးဇူးပြုပြီးအလုတ်ပေးထားတာကိုနင်ကနင့်သမီးကိုဒီအိမ်ရဲ့အရှင်မလုပ်ဖို့အိမ်မက်မက်နေတယ်ပေါ့လေကိုအစင်တန်းကိုမေ့သွားပြီလားလို့ဆဲဆိုတော့တယ်ခန်းကသူမိဒရာငါဘာမားလို့လဲနင်ဘာလို့အော်နေတာလဲငါဘာမှနားမလည်ဘူးလို့မေးတော့သူမိဒရာကဟန်ဆောင်မနီနဲ့ငါသားကိုမြူဆွဲပြီးနင်တို့သားမိတွေဘာကြံစီနေတာလဲငါကအလုတ်သမားသမီးကိုဒီအိမ်ရဲ့ချွေးမတော်ရမယ်ဟုတ်လားတွားပြီးနင်းသမီးကိုပြောလိုက်ကိုရစင်ကိုတိဖို့ချွေးမမဖြစ်နိုင်ဘူးနားလေလားလို့အဆက်ခွဲတယ်ခန်းကလည်းတီးမခံနိုင်တော့ပဲတော်တော့သူမိတ်တာတော်တော့ဒီနေ့အထိနေ့ရဲ့အစောကခံသမျှငါတီးခံခဲ့တယ်ဒါပေမဲ့ဒီနေ့တော့နေမာနတွေတက်ပြီးအရာရာကိုမေ့လျော့နေပြီသူမိတ်တာဒီလောက်မာနမကြီးပါနဲ့နေငါကိုအယမ်းစော်ကားခဲ့ပြီလူတီလောက်ဟာလေထဲမှာအယမ်းပြန်ဝဲနေပြီဆိုရင်သူ့ရဲ့အဆိုးဆုံးအချိန်ရောက်တော့မယ်ဆိုတာမှတ်လိုက်ပါမနှက်ဖြန်ကစာကူငါဒီမှာအလုတ်လာမလုတ်တော့ဘူးလို့ပြောပြီးထွက်လာခဲ့တယ်ဆိုနာလီကသူ့အမေအစော်ကားခံကြတာသိတော့ငါကြောင့်ဒီလောက်တောင်အဆက်ခွဲခံရပါသည်ငါဘွားကတော့အတိတ်ပဲမရှိတော့ပါလားလို့တွေးပြီးမြစ်ကမ်းနားမှာငိုနေတော့တောလိုက်ထွက်လာတဲ့ဘီရင်ကြီးကမြင်သွားတယ်ဘီရင်ကြီးကအိုးငါ့စကားနားထောင်ပါအိုးစိတ်သက်မကြပါနဲ့ငါကဒီတိုက်ပြီးရဲ့ဘီရဲ့မှာမင်းမဘာအခက်ခဲရှိလဲငါ့ကိုပြောပြပါလို့ကုညီပါမယ်လို့တားဆီးခဲ့လေဆိုနာလီရဲ့အလှပနဲ့စိတ်ထားကိုဘီရင်ကြီးကသဘောကျသည့်အိမ်ထိလိုက်ဆုံဆန်းပြီးလက်ထပ်ခွင့်တောင်းခဲ့လေဂန်းကလည်းဝမ်းသာအားရလက်ခံလိုက်ပြီးဆိုနာလီဟာဘီရင်မကြီးဖြစ်လာခဲ့လေအခြားတစ်ဖက်မှာတော့သူရက်စ်ကဆိုနာလီကိုမရတဲ့အတွက်လမ်းမရောက်ပြီးသူမိဒရာဟာတားဖြစ်သူကိုကုသဖို့အတွက်အိမ်တွေခြံတွေအကုန်ရောင်းချလိုက်ရပြီးနောက်ဆုံးမှာတော့ဆင်းရဲတွင်နှက်သွားခဲ့ရတယ်